ဒီနေ့ကြိုက်တယ်နောက်နေ့တဲကိုကန်ချိန်နေဗျာဘယ်လိုကြမ်းတမိသားနှစ်ယောက်ဒီနေ့ကြိုက်တယ်နောက်နေ့၄-၅ရက်ကျတော့တဲကိုကန်ချိန်နေကျွန်တော်ပြောမယ်ဆရာတဲ့တကယ်တန်ဖိုးထားပြီးတော့တကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ပြီးစောင့်ရှောက်တဲ့ယောက်ျားဒါဘယ်တော့မှချိန်ဘူးဆရာချိန်တယ်ကွာတာမှန်ပဲသူကတိတ်ဆန်တာပဲသူတွေးတာဆန္ဒရဒီမလို့ကြိုက်တယ်ဒါတော့ပဲရှောက်တတ်သူဆရာတဲ့သူမနေ့ကပြောနေတာကလေးနေရှင်းပါကလေးလက်ခံနေတကယ်မျက်နှိုးပြီးတကယ်ချစ်ပြီးဆိုဆရာနော်တဲ့မထိရဘူးဆရာကျွန်တော်တို့လေဘယ်တော့မှမလို့ဆရာပေါ့ဆရာအခုလူတွေတိုင်းပြည်ကနည်းနည်းပါးပါအကာအကွယ်မဲ့ပြီးပြတ်သွားတာမြေတွေရေတွေနဲ့မကပါဘူးဆရာတဲ့လူတွေရဲ့နှလုံးသားတွေနဲ့ဘဝတွေပါဆရာအကာအကွယ်မဲ့လာတယ်နော်မောင်သားချိုးလို့ငယ်ငယ်တော့မှတရှင်းနေရစနော်ကျွန်တော်ခက်ကနော်နုညံ့နေနော်မလေးမိမတယောက်ကိုကြိုက်တာပြနှခမ်းကိုထိုင်ကြည့်တာ၄နှစ်ကြာတယ်တကယ်နှခမ်းကြီးအဲ့ဒီနှခမ်းကြီးကစတူတူကြီးဖြစ်နေလို့ရီပါတော့ဆိုပြီးတော့တရှင်းလို့ဆိုတယ်ကျွန်တော်တို့ခက်ကကိုတန်းနိုင်ကိုတိလောက်တယ်ခလေးတွေမသိတော့ဘူးဒုက္ခကတရှင်းနဲ့နူးညံ့နေနော်ကောင်မလေးကခက်တီတီဆွဆွကြီးနေတဲ့ထင်ပါတယ်နှင်းစီလေးနဲ့နှိုင်းတယ်နှခမ်းလေးကရဲနေတော့အမြဲတမ်းငုံပြီးဖူးနေတယ်တဲ့နှင်းစီကမပွင့်ဘူးတဲ့သွားမပေါ်ဘူးတဲ့ကဲပြုံးမာတော့လားတဲ့ဘယ်သူဆိုတာလဲကိုစောငိမ့်နောက်ဘယ်သူဆိုသေးလဲမောင်ညွန့်နောက်ဘယ်သူဆိုသေးလဲလွမ်းမိုးနောက်ဘယ်သူဆိုသေးလဲမန်းလေးသိန်းစောနောက်ဘယ်သူဆိုသေးလဲလူလဲဆိုတယ်ချစ်ပြုံးနှင်းစီလေဖြူပြလဲစာသားတွေကောင်းတယ်နော်ဖြူ